ဒီတရိษံတွေကတော့ထူးဆန်းတယ်ဗျသူအတိုက်ဆော့ဖို့အတွက်ကိုတိရွက်တွေကိုပါဇက်ကနေကြိုက်ချီတယ်ဗျကြိုက်ချီပြီးတော့လက်ကနေယူတယ်လက်ကနေပြီးတော့နောက်ခြေထောက်ကိုပို့တယ်နောက်ခြေထောက်ကနေတစ်ဆင့်အမီးကိုတခါပို့ပြီးတော့အမီးနဲ့ပတ်လိန်ပြီးတော့တိရွက်တွေကိုပဲနေတာဖြစ်ပါတယ်ရှင်လည်းမဟုတ်ဘူးရှင်းထဲတယ်နည်းနည်းကြီးမယ်ထင်တယ်လိုတရိษံမျိုးလဲတော့မသိဘူးတော်တော်ထူးဆန်းတဲ့တရိษံပဲဘာတရိษံလဲမိတ်ဆွေတို့သိရင်လဲပေါ့မဆွေးနေပြီးတော့အောင်နော်ဒီတရိษံရဲ့အပြုအမူကတော့အတော်ပဲထူးဆန်းပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့ဒီလိုတရိษံမျိုးကိုယ်ပဲမမြင်ဘူးတာလားမတွေ့သေးရလားတော့မသိဘူးမမြင်ဘူးဥမာမြင်ဘူးတာပါဒီအမီးကိုဒီလိုလိတ်ပြီးတော့တိရွက်တွေကိုတင်းသွားတဲ့ပရိသတ်ကိုဥမာမြင်ဘူးတာပဲမိတ်ဆွေတို့မြင်ဘူးလားမြင်ဘူးရဆိုဘာကောင်းလဲမှန်ပြီးတော့ပါအောင်နော်